မွန်ဂိုလီးယားနိုင်ငံဟာစောင်းရာဒီမှာဘလို့ထူးခြားတဲ့နီလန်းတွေနဲ့ငါးဖမ်းကြတယ်လဲဆိုတာသိမြင်မှုပါသလားအလွန်အမင်းအေးခဲတဲ့နင်းငါးတွေကြားရောက်လာပြီးရေလုံကန်တွေမှာရေခဲပြင်တွေထူထူတဲဖုံးလွှမ်းသွားတဲ့အခါရေခဲပြင်ငါးဖမ်းရာသီစတင်ပါပြီဒီလုပ်ငန်းအတွက်အထူးစီမံထားတဲ့ထွန်ဆက်တွေနဲ့စက်ရန်တရားတွေကိုအသုံးပြုကြပါတယ်ဒါတွေရဲ့အကူအညီနဲ့ငါးဖမ်းသမားတွေဟာတင်းတော်တဲ့နေရာတွေကိုတွားရောက်ပြီးရေခဲပြင်ကိုအပေါက်ဖောက်ကရေမျက်နှာပြင်စီရောက်အောင်လုပ်ကြပါတယ်ရေလုံကန်ရဲ့ရေခဲပြင်တစ်စိတ်တစ်ပိုင်းကိုဖယ်ရှားပြီးသွားတဲ့ငါးဖမ်းသမားတွေဟာရေခဲအောက်မှာငါးအများအပြားဖမ်းစင်းကိုဒီဇိုင်းထုတ်ထားတဲ့ပိုက်ကွန်အကြီးကြီးတွေကိုချလိုက်ပါတယ်ပိုက်ကွန်တွေကိုပြန်ဆွဲတင်ရလွယ်ကူစေဖို့အထူးစက်ကရိယာတွေတုံပြီးရေခဲပြင်မှာအပေါက်အကြီးကြီးတစ်ခုထပ်မံဖောက်လိုက်ပါတယ်ဒီငါးဖမ်းကွယ်ဟာဒေသခံတွေအသက်တော်တကယ်ကိုအရေးပါတဲ့အခမ်းအနားတစ်ခုလိုဖြစ်နေပါပြီအလွန်အမြင့်အေးတဲ့ရာသီဥတုကငါးတွေကိုအများကြီးဖမ်းနိုင်စေုံတွေမကဘူးဖမ်းပြီးတဲ့ငါးတွေကိုအပြေမာတင်တဘာဝတိုင်းအေးခဲတင်းစီထားနိုင်တဲ့အခြေအနေကိုလည်းဖန်တီးပေးပါတယ်ဒီဆောင်းရာသီမှာငါးဖမ်းချင်းကြောင့်လူတွေဟာအေးစိတ်နဲ့ဆောင်းရာသီတစ်ချောင်းလုံးအသာစားနဲ့ရစ်ခါကိုအပြည့်အဝရရှိကြပါတယ်